နေတာတွေသာလူရွှင်တော်တွေဘဝချစ်အောင်မြင်အောင်ပြပြည်သူတွေရဲ့ဘဝစီစားရောင်နီလာပါပြီမင်္ဂလာပါပေးတတိခင်ဗျာစီးစာရောင်နေအပိုင်းခွန်မှတော်လာမိဘပြည်သူများကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုက်ပါကျွန်တော်ရဲ့ရည်စရာလေးတွေသတင်းလေးတွေမတင်ဆက်ခင်မှာတော်လန်ထုတ်ကုန်တစ်ခုဖြစ်တဲ့အာဒီစက်ပြနဲ့ကျွန်တော်တို့အရင်ဆုံးမိတ်ဆက်ပြီးပြပြီအာဒီစက်ပြကကျွန်တော်တို့အနံ့၅မျိုးနဲ့ပေါ့နော်ကိုကြိုက်တဲ့အနံ့ကိုမှာယူလို့ရပါတယ်အဲ့ဒီပြာလေးကိုတိတိကျကျသိကျင်တော့ဗတ်ဒီကျွန်တော်တို့ Facebook Messenger တို့မှာတွားရောက်ပုံစံရပါတယ်တော့တပူးတော့69ဘတ်ပါထိုင်းနိုင်ငံအတွင်းမှာကျွန်တော်တို့အိမ်ရောက်ငွေချီလဲရပါတယ်ခင်ဗျာအဲ့တော့တကယ်လို့များကျွန်တော်တို့ဒေါ်လာထုတ်ကုန်ဗီဒီယိုအားပေးခြင်းနဲ့ဆိုရင်ဗီဒီ Facebook Messenger တို့မှာတော့အားပေးလို့ရပါတယ်ရနေပြန်လာပြီးရပါတယ်ခင်ဗျာဒီဟာကိုကျွန်တော်တို့တကယ်လဲကောင်းပါတယ်ဒီစက်ကြလေးကိုအမြုပ်တွေကလည်းထမထတော့တန်းငယ်လေးမျက်နှာကိုပဲကြည့်လိုက်ဘယ်လောက်လှသွားလဲဘယ်လောက်လူပြူသွားလဲဆိုတာအဲ့တော့မှာယူခြင်းနဲ့ဆိုရင်ဗီဒီမှာတော့ဆက်သွယ်ပြီးတော့မှာယူရပါတယ်ခင်ဗျာဒါလေးကကြောင်ညာဝင်တာပါဒီခါကျတော့တန်းငယ်လေးကဒီဘပြည်သူများကိုတင်ဆက်နေကြအတိုင်းလေးပဲရည်စရာလေးတွေရောကျွန်တော်တို့တချို့စိတ်မကောင်းစရာသတင်းလေးတွေပါတယ်ပေါ့ဗျာဒီနေ့တင်ဆက်မဲ့တယ်မှာနောက်ထပ်သတင်းတူးလေးတွေဝမ်းသာစရာသတင်းလေးတွေပါပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်တော့ရည်စရာသတင်းလေးပေါ့နော်ရည်စရာသတင်းလေးဆိုတော့ဘယ်ရစမလဲဆိုတော့ဓမ္မဦးကောင်းကြီးကစမှာဖြစ်ပါတယ်ဓမ္မဦးကောင်းကြီးကပဲစမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တန်းကလေးပြောတော့စဉ်းစားကြည့်ပါဓမ္မဦးကောင်းကြီးကအနီးနားပတ်ချလေ၄နိုင်ငံခီးထွက်ခဲ့ပါသူပထမဆုံးသွားခဲ့တဲ့ကျွန်တော်တို့ရဲ့ပောက်ဖို့ကြီးနိုင်ငံကလည်းဒီမှာရည်ပေးတွေဒီမုံတိုင်းတွေကြာနေတာအားလုံးတွေ့မြင်ကြမယ်ထင်ပါတယ်ပြီးတော့အနေကြီးတို့နိုင်ငံကလည်းသန္တာပြမှုတွေအုပ်ချုပ်မှုတွေဖြစ်နေတာလေဒါဘဝကြီးရဲ့အမခန်းပေါ့နော်ဒါတွားရောက်လေပတ်ချင်းရဲ့ခီးစဉ်ရဲ့ဒါရည်စရာလေးတွေပါအနေတို့နိုင်ငံပြီးတော့ကျွန်တော်တို့ထိုင်းနိုင်ငံဆိုလည်းအခုဆိုပြောနေတယ်ဘူးတတိကိုကျွန်တော်တို့ကြရက်တွေရိုက်နေတော့ပါအဲ့ဒီမှာဘာသွားတွေ့ရလဲဆိုတော့ဒီမကောင်းဆိုးဝါးကြီးပေါ့နော်မကောင်းဆိုးဝါးကြီးဓမ္မဥပဝေသွားတဲ့နိုင်ငံ၄နိုင်ငံထဲမှာကျွန်တော်တို့လာအိုနိုင်ငံပေါ့နော်လာအိုနိုင်ငံကဘာမှမဖြစ်ပါလားဟာလာအိုနိုင်ငံကတော့အမတန်ကံကောင်းပါလားပေါ့အဲ့လိုထင်းနေဘယ်ဟုတ်မလဲပေးတဲ့ကြီးကြီးလက်ဆက်ကတော့လာအိုနိုင်ငံကသူ့လက်ကြစောင့်နေတာမလာကြီးသွားပြီးတော့တလနဲ့ပေါ့နော်ကျွန်တော်တို့9ရက်တိတိမှာပဲမလာလာကြီးနဲ့လက်ဆွဲနှုတ်ဆက်ခဲ့တဲ့လာအိုနိုင်ငံလွတ်တော်ဥက္ကဋ္ဌကြီးအောင်အကောင်းပကတိကနေပြီးတော့ရုပ်တရက်ကြီးစောသွားပါပြီဗျာကျွန်တော်တို့ကတော့မလာလာကြီးသွားတဲ့နေရာမှာပေါ့နော်ဒီ၄နိုင်ငံထဲမှာဒီတနိုင်ငံတော့ကံကောင်းတယ်မှတ်တာဘယ်ဟုတ်လဲတကယ်ဟိုမလာစွမ်းလက်တရက်လာအို BJ လည်းရှော့ကြကျွန်တော်တို့နော်တကယ်ပါပဲပေးတဲ့ကြီးတို့အားလုံးတွေ့မြင်နေရတဲ့အတိုင်းပါပဲသူသွားတဲ့နေရာမှာရေပြီးဖြစ်မယ်နိုင်ငံစစ်ဖြစ်မယ်အခုဆိုဆန္ဒပြမှုတွေဖြစ်မယ်အခုဆိုရင်လာအိုတော်တော်ဥက္ကဋ္ဌကြီးကနေပြီးတော့တကယ်အကောင်းပကတိကနေပြီးတော့သူနဲ့လက်ဆွဲနှုတ်သက်လိုက်တာနဲ့အခုတော့ရှော့သွားပါပြီဒါနော်ဘဝကြီးကစူလဲကြီးဆိုဟုတ်တယ်သူသွားနေရတဲ့နိုင်ငံတွေအားလုံးကစူလဲကြီးဖြစ်သွားတော့အခုလည်းအဲ့ဒါကိုသူကမလျှော့သေးပါဘူးနော်နောက်ထပ်လှည့်ပတ်ပြီးဒုက္ခပေးဖို့အတွက်ကြံနေပါပြီအဲ့တော့ဗာလဲဆိုတော့သူကမကြခင်မှာပေါ့နော်သူသွားနေကြဖြစ်တဲ့ကျွန်တော်တို့ရုရှားကိုသွားအောင်ပါနော်ဗာလဲတော့မှကြွမင်းလားတော့မှကြွမင်းအဲ့လိုခေါ်တဲ့နိုင်ငံကိုသူသွားအောင်ပါပြီးသူရဲ့အပေါင်းအသင်းနိုင်ငံဖြစ်တဲ့ဘီလာရုကိုလည်းသူကဝင်အောင်ပဲတဲ့အခုချိန်ဆိုရင်တော့ကျွန်တော်တို့ပူတင်ရဲ့ဒီသတင်းကိုကြားပြီးတော့ပြီကြားပြီးတော့ပြီဆိုတော့နောက်တစ်ခေါက်သူ့နိုင်ငံကိုလာမှာဆိုမျက်ခုံးတွေပါလှုပ်နေအခုချိန်သူမှဆေးတွေပါတောက်နေတော့ငါရှိကိုဂျိုကောင်ကြီးလာအောင်ပါပဲအဲ့ဒီပြင်သူကအပြန်မှာဘီလာရုကိုဝင်အောင်ပါတတိတာထားကြပြီးတော့နော်ကျွန်တော်တို့ကဘာတွေဆက်ဖြစ်မယ်ဆိုတာကိုရွှေအောင်ပိတ်ကားပေါ်နေတော့စောင့်ကြည့်နေမှာပဲသူသွားတဲ့နိုင်ငံတိုင်းကတော့ဒါတနိုင်ငံမှမလွတ်တော့ပါဘူးကြမ်းကြမ်းမှန်မှန်တော့ဒီလာကိုတနိုင်ငံလေးကတော့ဘာသတင်းမှမချပါလားဘာမှမဖြစ်ပါလားသူသွားပြီးတလားနဲ့9ရက်အတွင်းမှာသူတို့အလှည့်ကျစောင့်နေတာဒီတလားနဲ့9ရက်အတွင်းမှာအကောင်းပကတိကနေပြီးတော့ကျွန်တော်တို့ရဲ့ဘဘကြီးနဲ့လက်ဆွဲနှုတ်ဆက်ကြီးကနေပြီးတော့အခုတော့ရှော့သွားအဲ့တော့ဘဘကြီးသွားလိုက်ရနေရမှာဒီလိုပေါ့နော်ဒီအာဂုတုကြီးသွားလိုက်ရနေရမှာအာဂုတုကြီးကတော့အများနဲ့ဖြစ်နေမှာပဲ
ဗြဟ္မဥကောင်းကြီးစစ်ပါဗျာနော်အဲကြတော့ဒါနဲ့ဒီဘောတွေကသတင်းကြီးပြောပြတဲ့နောက်စိတ်မကောင်းတဲ့သတင်းကြီးတွေအဖြစ်မပြောမှဖြစ်အဲ့တော့ဗာလေဆိုတော့ကျွန်တော်တို့ကျန်ုံမြို့နယ်အောင်ကြောက်တရားပမဲတဲ့လာတာလမ်းလို့မြို့နယ်တွေမှာပေါ့ဝမ်းပြက်ဝမ်းလျှောယောဂါတွေဥစ္စာတွေ54ကျော်ရှိနေတယ်သိရအဲ့ဒီမှာအသက်90ကိုလူဆိုလေဒီဝမ်းပြက်ဝမ်းလျှောယောဂါနဲ့သိဆုံးသွားတယ်စိတ်ကောင်းတာကြားသိရကျန်ုံသေးရုံမှာလည်းဒီဝမ်းပြက်ဝမ်းလျှောယောဂါနဲ့ပေါ့နော်လူနာ182ဦးတော့ရောက်ရှိနေတယ်လို့သိကောင်းတော့သိရဒါလေးကိုသင်ကြားနေတာမိဘပြည်နာကိုယ်မှာတတိထားဖို့ပေါ့နော်ကျွန်တော်ဒီချက်တော့ပါကျွန်တော်ဒီတမှုတော့နိုင်တော့မှာပဲဒါလေးသင်ကောင်းတော့လည်းကျွန်တော်သိအောင်သင်ပြကျွန်တော်တို့နိုင်ငံကြီးကဘာတွေဖြစ်နေလဲဆိုတော့ငင်းပေးစစ်ပေးရေပေးအဲ့ဒါတွေကိုစပဲဒီယောဂတက်ပေးတွေကတက်သိနေရတယ်ကျွန်တော်တို့မြန်မာနိုင်ငံလူနိုင်ငံသားတွေဒီငင်းပေးတွေတက်ပေးတွေကနေပြီးတော့ကျော်လာနိုင်ပါဘူးတားလို့ဒီကောင်းလို့ရဒီကကြတော့စကားကဘောနော်ဒီစစ်ခွေးတဲ့ရုံအောင်အကြောင်းလေးတွေကျွန်တော်မဖြစ်ဘူးဖြေပြပြီးတော့မှဖြစ်ပါခေတ္တကြီးသူတို့ရဲ့လုံရက်တွေကတော့တကယ်ကိုမှအမခံပါတော့တူတူဝါဟိုတခိုးတာကညတာကစစ်တဲ့ဖြစ်အဲ့တော့ဗာလဲဆိုတော့ကျွန်တော်တိုင်းမှာဒီလေးတင်လို့ပြီးအများကြီးရှိပါအဲ့ဒီလူတွေကိုကူညီဖို့လာရတဲ့အလူချင်းကိုပေါ့နော်ကျွန်တော်ပရိုက်တာအပြင်အဖွဲ့တွေတာစစ်တဲ့ကဘာလို့လဲဆိုတော့ဘိုင်းတရားမှာတားဆီးပြီးတော့ကျွန်တော်တို့ပေးမတော်ပါပေးမတော်တဲ့ဒီပူဆိုးတာအဲ့ဒါကိုပြန်လဲခိုင်းတာမဟုတ်ဘူးအဲ့ဒါတော့ဒီရေလေးတဲ့တိုင်းတိုင်းမှာဖြစ်နေဒီလေးတဲ့ဒီအတွက်ဒီမှာဖြစ်စီသူတို့ကိုကျိုးတော့ယူထားပြီးတော့ပြန်လို့တယ်သိချင်တာတော်ဆိုးဆိုးဒါတော့သူတို့ရုံးမှာလက်ဆက်ပြီးကြတော့ဒါတော့ဒီနိုင်ငံလုံးတိုင်းရတယ်ဒါပြောကြဘူးလို့ဘာဖြစ်လို့လဲဆိုတော့ဒီကြီးနေတဲ့ဒီစစ်ကွေးတွေကသူကရွာတွေပြီးချိုးလို့မရဘူးဒီလူရဲ့ဘုံကျဲလို့မရဘူးအဲ့တော့ပြည်သူတွေကိုအမြတ်ပေးတင်အောင်မရိုင်းကျုံးမှလုပ်နေတာလေဆိုတော့ပဲတန်းငယ်ကြီးသိရှိရဒါစုံကောင်းကြတယ်တန်းငယ်လေးအခုပြောပြမဲ့တော်လိုင်းကြီးတင်းကတော့အားတက်စရာသတင်းကြီးပေါ့နော်အဲ့တော့ဗာလဲဆိုတော့ပြည်သူ့ကာကွယ်ရေးတက် PDF ပေါ့နော်အဲ့နေပြည်တော်တက်အုံးလို့နေတာအင်အားပြည့်တဲ့စစ်တောင်းထိုးတာဒီစစ်ခွေးစစ်ချက်ကိုကျွန်တော်ပြည်သူ့ကာကွယ်ရေး PDF တက်တာမျိုးပရိယာမိုင်းနဲ့မိုင်းဆွဲလိုက်တာအဲ့အင်အားများတော့လည်းပါလာတဲ့စစ်ခွေးတော်တော်များများပြင်သွားတယ်လို့သိရပါတယ်တို့ပြောတယ်တန်ပြည်ထောင်ကြအောက်ပါလေဘာလို့ဒီဘေးဒီကောင်လေးဝေးနေဝေးခင်းမှုသားလေးဒီမှာတက်တာအားဒီလမ်းထောင်းအလမ်းတောင်းကိုပြီးတော့အခုကခြေတန်းတော်မရောက်သေးမိုင်းထွက်တာခံပေပေါ့ဘုံတို့ပေပါဒါတော့ဒါပြည်သူတွေဝမ်းသာအောင်ပြောရေပြောတော့တကယ်တော့မှစစ်ခွေးပေါ့နော်ဒါရုံးတိုက်ထားတဲ့နေကြီးတွေဖြစ်တယ်မြို့လုံတော်ကြီးထူးတင်းကျက်ထားတဲ့နေကြီးတွေမမပါအောင်ဒီလိုနေရာကြည့်ရမှာကျွန်တော်တို့တော်လိုင်းရေးပြည်သက်တပ်ဖွဲ့တွေကနေပြီးတော့တွားရပြီးတော့ဒီလိုတွေတိုက်ပွဲတွေပေါ်ဆောင်နေဒီလိုတွေလောက်ဆောင်နေနိုင်ပြီဆိုတော့ကျွန်တော်တို့ကအားတက်စရာပါနော်အားတက်စရာသတင်းတွေပါပြီးတော့ကျွန်တော်ရှေ့ကစစ်မျက်နှာကြီးမှာပေါ့နော်နေ့စဉ်နဲ့ညအချိန်ကနေစစ်ခွေးတာဘာလို့လဲဆိုတော့တက်ပြင်းမှာအထက်ရာရှိအမိတ်နဲ့ကိုအောင်ချစ်စစ်သားအမိတ်မနာတယ်ဖြစ်ပေါ်လာပါဟာဒါဝါလာတာလေကျွန်တော်တို့တော့ဝါလာတယ်နောက်ပြီးတော့စစ်တပ်ထဲမှာဒီခုကအရင်လိုဟိုတေဝါရဲပါလေမုံဆုံးမတွေမဲပေါက်ပြီးလို့အတွက်မုံဆုံးမတွေကငိုနေရရှာအဲ့လိုလေဆိုတော့သူတို့မဲပေါက်ပြီးစစ်သားတွေမရှိတော့ဘူးသူတို့လည်းနေမရတော့ဘူးသူတို့လည်းနေမရတော့ဘူးအဲ့တော့တကယ်လို့များဟိုပေါ့နော်မိမလူလူနေဆိုတော့မင်းတို့အဲ့လိုခွန်ဆောင်တဲ့ကောင်တွေစစ်တပ်တွေကမင်းတို့မဲပေါက်ပြီးဒါပေမဲ့မင်းတို့လည်းရှင်းရင်းကိုလိုက်သွားမဲမပေါက်ပြီးပြေးမှာပဲဒါလေးပဲဒါအခုရောက်သူပြောတာတော့ဒီလိုအမိတ်မနာခံမှုရှိလာတဲ့အခါမှာဘာဖြစ်လဲတက်ပြီးကြိုးကြားမှုဖြစ်ပေါ်လာတာပဲတွေ့ရပါတယ်ဒီလိုအမိတ်မနာခံမှုတွေကြောင့်အောက်ခြေစစ်သားတွေထွက်ပြေးတာလက်နက်ချအငင်းဝင်တာတွေဖြစ်လာတာတွေ့ရပါတယ်ဒီလိုတက်ပြက်နေပြီတက်ပြက်နေပြီတက်ပြက်နေပြီဟဲ့ဆိုတဲ့ဒရိရှိတွေကြားပြရတဲ့တော့တည်းမှဝမ်းသာပါကျွန်တော်တို့ဟိုပေါ့နော်ဟိုမုံမများလည်းမဲပေါက်ပိုးအတွက်ကသူတို့မှလည်းတော်တော်မျောလင့်နေတာနော်ဘာသားလေးရှေ့ကနေပြန်လာမဲပေါက်ဝင်တယ်လို့ဒီရှေ့ကနေပြီးတော့နောက်ကိုပြန်လာတယ်တော့တော်တော်လည်းသနာပါမုံမသားလေးတော့မစားပါဘူးတက်ပြက်နေပြီတက်ပြက်နေပြီတက်ပြက်နေပြီလို့ပြောနော်ဘာသားလေးပေါ့နော်ဒီလည်းမဟုတ်ဘူးဒီမုံမလေးမဲပေါက်သူတို့လည်းပြီးတော့မှပို့ကြပါလို့သနာပါနော်ဒါလေးပြောနေပါကဲနောက်ဆုံးအနေနဲ့ကျွန်တော်တို့
ဒီရာသမီးတူကြအဲ့တော့ဗာလဲဆိုတော့ကျွန်တော်2021ခုတည်းရပါတော့ဘဘကြီးကိုအားပေးတာလေအားပေးပြီးတော့ဘောနော်ဘဘကြီးကထောက်ခံတယ်ကျွန်တော်တို့စစ်တော်ပေါ့ကျွန်တော်ကတော့ပုံမှန်ကအားလုံးသိကြတယ်ပြင်ပါလေအဲ့ပုံမောင်ကအမြဲတမ်းမအားလာကိုဘယ်လိုခေါ်လဲဆိုဦးမင်းအောင်လားဆိုပြီးတော့ဒီလိုဒီခေါ်ကြဒါပေမဲ့ဒီမအားလာရဲ့စောက်တဲ့ဟိုလုပ်ချက်တွေညွန်လာလို့ထင်ပါလေအခုနောက်ပိုင်းတော့မအားလာကိုဘယ်လိုသုံးလာလဲဆိုတော့မင်းတစ်လုံးငါတစ်လုံးကြီးပြောလာတော့ဒီအပိုင်းမှာဆိုမင်းယူနေတာဟဲ့အောင်မင်းယူနေတာဟဲ့အောင်ဆိုတာပါလာပြီဒီလိုခိတ်ပြောသွားတယ်ဆိုပြီးတော့ကျန်တဲ့ဘုံမတွေလည်းစဉ်းစားတော့နော်ပြီးတော့ကြာမှဘဘကြီးကနေပြီးတော့မသားကြီးတွေပါလေမလုပ်နဲ့တော့နော်အဲ့ဒါပြောနေတာဒီဘက်ကိုမြန်မြန်ကြောင်းလည်းကြောင်းလိုက်လို့ချိန်ပြီးသေးတယ်ဘာလို့တော်လိုင်းကြီးကတော့ခရီးတော်ရောက်ပြီမင်းတို့ပိုင်းနဲ့နေပြီဆိုတာနေပြီးတော့တဝက်လည်းရှိတယ်ဆိုတော့မင်းတို့သိထားကြဖို့လို့တယ်အဲ့ဒီသတင်းလေးကိုကျွန်တော်တို့ပြောကြရင်းနဲ့နောက်ဘက်ဒီကဒီရတဲ့အာသာသတင်းလေးတွေဒီကကျွန်တော်တို့တိုက်ပွဲပေါ်ဆောင်တဲ့သတင်းကောင်းလေးတွေကျွန်တော်တင်ပြရင်းနဲ့ဆက်လက်တင်ဆက်သွားပါမယ်လို့ပြောကြရင်အားလုံးကိုဆက်လိုက်ရပါတယ်နော် Audio Jungle.